ခြေတန်းနေခြေရတယ်နားဆုံးမှာနော်ဟိုဘက်ကလုံးဝတော့နည်းသွေးလေးဖြည့်ကျင်တာမပေးဘူးကွာဒလဆက်တွေโอเคထပ်ပြီးမိုနိုတော့လှမ်းပြီးသိမ်းသေးတယ်အဲ့မှာသွားရှာပြီးရှင်နေဒီစက်ပဲကျန်တာလေကွာ3ယောက်1ယောက်လေဟာဒီပါဒီတော့ပလီယာတွေ့ရှိကဲပထမဆုံးပွဲမှာ chicken စားရတဲ့တင်ဖြစ်ပါတယ်ရှင်09ကတော့6 game နဲ့တော့ရောတော်ရှိလားပါလားမသိပါဘူးเนาะ 1k ပါတဲ့အခုကျူကဒါ 7k နဲ့ easy 1f easy ကတော့ဒါ 2k နဲ့ chicken စားရတဲ့တင်ဖြစ်ပါတယ်ရှင်10k နဲ့ကြည့်မယ်ဆိုတော့ 16k နဲ့ပါဒါစကန်ဝင်တာတွေကတွေ့တဲ့အတိုင်းပဲ 2k လို့ဆိုတော့ 4k နဲ့เนาะတိုက်ကာ1ဘတ်ဆက်ဖို့ number 1ဆိုလဲ 9k အောင်ရထားတာเนาะဒီဘက်မှာ GTR 204ဆိုလဲဒါ 3k ရထားတော့ AK Peter ဆိုရင်လည်းဒါ 6k တောင်ရထားနေတာပါ MCSA เนาะ 4k ပါတဲ့ Gojo 6k ရထားတယ် Bro မျိုးကိုရတာ 3k ရထားတယ်ဒီမှာ rapper 12တို့ဘာလို့အဖွဲ့ဆိုရင်လည်း 4k 5k 2k နိုးနေလို့ 7k တောင်ရထားเนาะကျန်တဲ့ player 1k လေးအသီးသီးရထားကကာတို့ဒါ 4k ရထားတယ်သူရဲ့ teammate ဖြစ်တဲ့အကိုလေးတို့ဆိုရင်လည်းဒါ 6k တောင်ရထားနေထားပါရှင်ဒါကာရီယိုဆိုရင်လည်း 4k တဲ့ ABCD 3k ဒီမှာ 5k ရထားတယ်เนาะဒါ clay clan ရတယ်Sam လား 5k ရထားပါတယ်ဒီမှာလဲ Itachi ဆိုရင်လည်းဒါ 4k ရထားနေထားပါရှင်မိုက်တယ်နော်အထားတယ်တဲ့ဘာနာမည်နဲ့အထားလဲအထားလူရအမိတ်ပါနော်နာမည်လဲဆိုတာပြောလိ